2026 ခုနှစ်မတ်လ15ရက်နေ့တွင်ကြာရောက်မည့်ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအဖြစ်ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အကြောင်းအသိပညာပေးတော်ရှိဆွေးနွေးပွဲကိုမတ်လ10ရက်မနက်9:00နာရီအချိန်ကပခောက်ကူမြို့လူထုအခြေပြုဗဟိုဌာန Community Center ခမ်းမ၌ကျင်းပပြုလုပ်ပါတယ်ဆွေးနွေးပွဲတွင်ပခောက်ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆန်းယူမော်နှင့်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိဒေါ်ကြည်ကြည်စိုးတို့ကကမ္ဘာစားသုံးသူအခွင့်အရေးများနေ့နှင့်ဆက်နွယ်၍အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုပခောက်ကူခရိုင်ရုံးကပေးပို့တာဖြစ်ပါတယ်ရှင်။